အလင်းတန်းတစ်ခုဖြတ်တန်းသွားတယ်လို့ပဲအမျိုးသမီးတစ်ယောက်ဟာအင်္ဂလိပ်စကားပြောလေယူလေသိမ်းမှန်ကန်သွားတဲ့အထိအတန်ထွက်တွေကိုလေ့ကျင့်နေပါတယ်။တစ်ချိန်တည်းမှာပဲစကော့တလန်တောင်တန်းတွေပေါ်မှာဆိုင်ကယ်သမားတစ်ယောက်ဟာအန္တရာယ်ရှိတဲ့လမ်းဘေးတစ်ခုမှာရက်လိုက်တဲ့အထိအရှိန်ပြင်းပြင်းမောင်းနှင်လာပါတယ်။သူဟာမြောင်းတစ်ခုတည်းဆင်းသွားပြီးခဏအကြာမှာတော့အမျိုးသမီးအလောင်းတစ်လောင်းကိုမလာပြီးဘန်ကားနောက်ခန်းထဲပစ်ထည့်လိုက်ပါတယ်။နောက်တော့စမ်းကြဲတဲ့အဖြူရောင်အာကာသဟင်းလင်းပြင်ထဲမှာဟိုအမျိုးသမီးဟာတေဆုံးသွားတဲ့အမျိုးသမီးရဲ့အဝတ်စားတွေကိုလဲလှယ်ဝတ်ဆင်ပြီးသူမရဲ့တာဝန်ကိုဆက်ယူဖို့ပြင်ဆင်ပါတယ်။အလောင်းပေါ်မှာပွေရွက်စိတ်တစ်ကောင်ကိုမြင်တော့သူမကကောက်ယူပြီးစိုက်ကြည့်နေမိပါတယ်။ပြီးနောက်သူမဟာဟောင်းနှွမ်းနေတဲ့အဆောက်အုံတစ်ခုမှာပေါ်လာပြီးဆိုင်ကယ်သမားထွက်ခွာသွားချိန်မှာဘန်ကားကိုမောင်းထွက်ခဲ့ပါတယ်။သူမဟာအဝတ်စားနဲ့မိတ်ကပ်တွေဝယ်ဖို့ကုန်တိုက်တစ်ခုကိုသွားပါတယ်။ပြင်ဆင်ပြီးတဲ့နောက်လမ်းမပေါ်ကအမျိုးသားတွေကိုတေချာစောင့်ကြည့်ရင်းမြို့ထဲမှာကားပတ်မောင်းနေပါတယ်။လူစီကားတဲ့နေရာတွေမှာအဆင်မပြေတာကြောင့်သူမဟာတိတ်ဆိတ်တဲ့ရက်ွက်တစ်ခုဘက်ကိုကိုယ်ဝင်လိုက်ပြီးတယောက်တည်းလမ်းလျှောက်နေတဲ့အမျိုးသားတစ်ယောက်ကိုစကားပြောဖို့ကားရက်လိုက်ပါတယ်။သူမကလမ်းမသိလို့မေးတယ်လို့ဟန်ဆောင်ပြီးစကားစမြည်ပြောပါတယ်။အဲ့ဒီလူမှာတငယ်ချင်းတွေရှိမရှိကိုသူမကစိတ်ဝင်စားမေးမြန်းပြီးသူကတယောက်ယောက်နဲ့ချိန်ထားတယ်လို့ပြောတဲ့အခါမှာတော့သူမကထွက်ခွာသွားပါတယ်။တနေ့လုံးသူမဟာလမ်းမေးတယ်လို့နဲ့အမျိုးသားတွေကိုချင်းကပ်ပါတယ်သူတို့မှာမိသားစုဒါမှမဟုတ်လူမှုပတ်ဝန်းကျင်ရှိတယ်ဆိုရင်သူမကချက်ချင်းလက်လျှောက်ပါတယ်ပလိတ်တွေရှိတယ်လို့ကြားရင်လည်းချက်ချင်းမောင်းထွက်သွားတတ်ပါတယ်ဒါပေမဲ့တငယ်ချင်းဒါမှမဟုတ်မိသားစုမရှိတဲ့လူပြိုကြီးတွေကိုတွေ့ရင်တော့ကားကြုံတင်ပေးဖို့ကမ်းလှမ်းပါတယ်လမ်းမှာသူမကထိုမျိုးသားတွေကိုမြှူဆွဲပြီးအဆောက်အုံဟောင်းတစ်ခုစီခေါ်သွားပါတယ်အထဲရောက်တော့သူမကလူကိုအာယုံဖမ်းဆားနိုင်ဖို့အဝတ်စားတွေကိုဖြည်းဖြည်းချင်းချွတ်ပြပါတယ်။ထိုမျိုးသားကစိတ်မထိန်နိုင်ပဲသူမစီတိုးကပ်လာချိန်မှာတော့ကျမ်းပြင်ထဲကိုကျွန်းကျသွားပြီးသူမရဲ့ထောင်ချောက်မိသွားပါတော့တယ်။တကယ်တော့ဒီမျိုးသမီးဟာလူသားရောင်ဆောင်ပြီးအမျိုးသားတွေကိုဖမ်းဆီးကာသူမတို့ဂျုံမှာအစာဖြစ်သုံးဖို့အတွက်ဆေလွတ်နေတဲ့ဂျိုသားတစ်ယောက်ဖြစ်ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှသူမဟာတတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အမျိုးသားတွေကိုဆက်လက်ရှာဖွေပါတယ်။တနေ့မှာကမ်းခြေတစ်ခုကိုရောက်သွားပြီးကလေးနဲ့ကစားနေတဲ့ဇနီးမောင်နှံတစ်စုံနဲ့တယောက်တည်းရေကူးနေတဲ့အမျိုးသားတစ်ယောက်ကိုစောင့်ကြည့်နေပါတယ်။ထိုအမျိုးသားရေထဲကတက်လာချိန်မှာသူမကထုံးစံအတိုင်းစကားတော့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲအော်တန်တစ်ခုကြားလိုက်ရပါတယ်။ကလေးအမေကရေထဲကျသွားတဲ့ခွေးလေးကိုကယ်ဖို့ရေထဲခုန်ဆင်းသွားပေမဲ့လှိုင်းတံကြောင့်ခက်ခဲနေပါတယ်။ခင်မုန်းဖြစ်သူကလိုက်ကယ်ပေမဲ့သူလည်းနစ်တော့မလို့ဖြစ်နေတာကြောင့်ကျွမ်းကျင်တဲ့ရေကူးသမားကပါကူညီဖို့ခုန်ဆင်းသွားပါတယ်။ဂျိုသားအမျိုးသမီးကတော့ဘာမှမကူညီပဲဒီအတိုင်းကြည့်နေပါတယ်။နောက်ဆုံးမှာရေကူးသမားကခင်မုန်းဖြစ်သူကိုကမ်းပေါ်ဆွဲတင်ပေးနိုင်ခဲ့ပေမဲ့ဇနီးဖြစ်သူကတော့လှိုင်းထဲပါသွားပါပြီ။ရေကူးသမားဟာမောပန်းနွမ်းနေချိန်မှာဂျိုသားမလေးကကြောက်ခဲနဲ့ထုပြီးသူ့ကိုသတိမေ့အောင်လှုပ်လိုက်ပါတယ်။သူမကထိုလူကိုကားစီဆွဲခေါ်သွားချိန်မှာတော့ပြစ်ထားခြင်းခံရတဲ့ကလေးလေးကငိုယိုကြမ်းရစ်ခဲ့ပါတယ်။မြို့ထဲကိုပြန်ရောက်တဲ့အခါသူမဟာကလေးငိုတံတွေကိုပိုပြီးသတိထားမိလာပါတယ်။မီးပွိုင်မှာကားရက်နေတော့ဘေးကားကလူတွေကသူမကိုရိုင်းဆိုင်အော်ဟစ်နောက်ပြောင်ကြပါတယ်။သူမကသူတို့နောက်ကိုလိုက်သွားပြီးအဆောက်အုံတစ်ခုရှိမှကားရက်လိုက်ပါတယ်။သူမကသူတို့စီချင်းကပ်ဖို့ကြိုးစားပေမဲ့အမျိုးသမီးတစုရောက်လာတာကြောင့်လှည့်ပြန်ခဲ့ရပါတယ်။တကယ်တော့အဲ့ဒီနေရာကကလပ်တစ်ခုဖြစ်နေပါတယ်။အဲ့ဒီအမျိုးသမီးတွေကသူမကိုဝိုင်းလိုက်ပြီးကလပ်ထဲဆွဲခေါ်သွားကြပါတယ်။ကလပ်ထဲကစူညံတန်တွေနဲ့လူအုပ်ကြီးကြောင့်သူမအလွန်စိတ်ရှုပ်ထွေးသွားပါတယ်။သူမဟာလူအုပ်ထဲကနေရုံထွက်ပြီးထွက်ပေါက်ရှာရင်းနဲ့နားနေခန်းတစ်ခုကိုရောက်သွားပါတယ်။အဲ့ဒီမှာခုနကသူမကိုနောက်ပြောင်ခဲ့တဲ့လူနဲ့ပြန်တွေ့ပြီးသူနဲ့အတူအခန်းတစ်ခုကိုလိုက်သွားပါတယ်။ထုံးစံအတိုင်းသူမကအဝတ်စားတွေချွတ်ပြီးထောင်ချောက်ဆင်ပါတယ်။အဲ့ဒီအမျိုးသားဟာမှောင်မဲနေတဲ့နေရာတစ်ခုမှာလွင့်မျောနေပြီးအရင်ကဖမ်းဆီးခံထားရတဲ့တားကောင်တစ်ယောက်ကိုတွေးလိုက်ပါတယ်။အဲ့ဒီတားကောင်ဟာရုတ်တရက်ပူပေါင်းပေါက်သလိုပောက်ကွက်သွားပြီးအရေကုန်ပဲကြံရစ်ပါတော့တယ်။တားကောင်တွေရဲ့အတွင်းကလီစာတွေကိုတော့ပို့ဆောင်ရေးခပတ်ပေါ်ကနေတဆင့်ဂျိုသားတွေစီအာဟာရအဖြစ်ပို့ဆောင်လိုက်ပါတယ်။နောက်ရက်မှာတော့သူမရဲ့လက်ကသွေးထွက်နေတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်။နှင်းစီစူးမိတာပါရေဒီယိုကနေကမ်းခြေမှာတေးဆုံးသွားတဲ့လူအကြောင်းသတင်းထုတ်ပြန်နေတာကိုကြားရပါတယ်။သူမဟာအမဲလိုက်ဖို့ကြိုးစားပေမဲ့အမျိုးသမီးတွေနဲ့ကလေးတွေကိုပိုပြီးအာရုံစိုက်မိလာပါတယ်။သူမရဲ့စိတ်ထဲမှာလူသားဆန်တဲ့ခံစားချက်တွေဝင်လာတာကိုဆိုင်ကယ်သမားကသတိထားမိပြီးစောင့်ကြည့်နေပါတယ်။
သူမရဲ့တကယ်ဂျိုသားပုံစံပေါ်လာတဲ့အခါထိုလူကထိတ်လန့်ပြီးထွက်ပြေးသွားပါတယ်နောက်ဆုံးမှာတော့သူမဟာလူသားမဖြစ်နိုင်တော့ဘူးဆိုတာကိုနားလည်သွားပြီးသူမရဲ့အရေးခွန်ကိုချွတ်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာထိုလူပြန်ရောက်လာပြီးသူမအပေါ်ဓာတ်ဆီလောင်းကမိရှုတက်လိုက်ပါတော့တယ်ဆိုင်ကယ်သမားကတောင်ပေါ်ကနေကြည့်နေရင်သူမရဲ့ခန္ဓာကိုယ်ဟာပြအဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ယံမှာမိโกအမဲရောင်တွေပြန့်လွင့်သွားပါတော့တယ်နောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက် subscribe လုပ်ထားကြပါဦးနော်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်